မြေပူကျဲကျဲအောင်ပါဒီနေ့ကို9နာရီ6နာရီကြာအောင်ချွေတလုံးလုံးနဲ့ပင်ပင်ပန်းပန်းတန်းစီရတယ်လူကလည်းပင်ပန်းအချိန်ကလည်းကိုစိတ်ကလည်းတူဈေးကလည်းငကိုထက်နှစ်ဆသုံးဆတက်ဒါဟာသတင်းစာတွေကနိုင်ငံတကာရေးရမဟုတ်ပါဘူးတင့်အိတ်ကထဲကပတ်စံနဲ့တင့်အချိန်ကိုတမျှတိုက်နေတဲ့ဇီဝရေးစစ်ပွဲတစ်ခုပါဒီနေ့ကျွန်တော်တို့ KTV Insight ကနေအီရန်ကောင်းငင်ကဒုံးပြန်နေနဲ့မြန်မာပြည်ကစီဆိုင်တန်းနေကြမှာဘလို့ခွင်းဆက်တွေရှိတာလဲဘသူတွေကဒီအကြက်တဲမှာအမျက်ထုတ်နေတယ်လဲဆိုလိုက်ခါသိတဲ့အမှန်တရားကိုပေါ်ထုတ်ပေးသွားမှာပါကမ္ဘာရေနံရဲ့20ရာခိုင်နှုန်းစီးဆင်းရာက hormones တွေလည်းကြားပါဒါဟာကမ္ဘာစီးပွားရေးရဲ့လေပြင်းအသက်သွေးကြောပါအီရန်ကဒီလေပြင်းကိုညှက်လိုက်တာနဲ့ရေနံတစ်စီးကိုဒေါ်လာ150ကနေ200အထိထိုးတက်သွားဖို့ရှိနေပါတယ်ဒါပေမဲ့မေးစရာရှိတာကကမ္ဘာရေနံဈေးတက်တာနဲ့မြန်မာပြည်မှာဘာလို့စီတွေပြက်လက်ကုန်တာလဲတခြားနိုင်ငံတွေမှာစီဈေးတက်ပေမဲ့စီရှိတယ်ကျွန်တော်တို့ဒီမှာတော့အဆန်ရှိရတော့တန်းစီရတယ်အခြားနိုင်ငံကလူတွေစီဆိုင်မှာ9မိနစ်လောက်နဲ့စီဝင်ထက်သွားချိန်မှာကျွန်တော်တို့စီကပြည်သူတွေဟာနေပူချဲချဲတဲ့မှာချွေးတလုံးနဲ့အခက်ခဲစီတန်းစီနေရပါတယ်အဖြေကတော့ကျွန်တော်တို့နိုင်ငံဟာစီကိုဒီဟာရာခိုင်နှုန်းနေပါတင်သွင်းနေရရုံနဲ့မကပဲအရန်စီရက်ဆက်လုံးဝမရှိတဲ့စနစ်ဆိုးတဲ့ကြောက်ရောက်နေလို့ပါပဲပွင့်လင်းလင်းပြောကြပါစို့မြန်မာပြည်ကစီတုတ်ကဟာကမ္ဘာစစ်ပွဲကြောင့်30ရာခိုင်နှုန်းခေါင်းဆောင်ဆိုတဲ့လူတွေရဲ့စီမံခန့်ခွဲမှုအမှားက90ရာခိုင်နှုန်းဖြစ်ပါတယ်ကျွန်တော်ဒါကိုမြင်သားအောင်ဥမာပေးရရင်တော့မိုးရွာတဲ့အချိန်သူများအိမ်တွေမိုးလုံပြီးကိုယ်အိမ်မိုးမလုံတာကမိုးကပြဿနာမဟုတ်ပါဘူးကိုယ်အိမ်ခေါင်းမလုံတာကအဓိကပြဿနာပါကျွန်တော်တို့ဘာမှလူတို့မြတ်ကတော့အီရန်နဲ့အမေရိကန်အစ္စရေးစစ်မိကြောင့်မြန်မာနိုင်ငံနဲ့စီမဝင်နာလို့ထင်နေကြပါတယ်ဒါပေမဲ့ခဏလောက်စဉ်းစားကြည့်ရအောင်ပါမြန်မာနိုင်ငံဤတူဂျပန်ဟာလည်းလောင်စာစီကူပြည်ပကနေ69ရာခိုင်နှုန်းတင်သွင်းရတဲ့နိုင်ငံမှာဒါပေမဲ့ဂျပန်မှာစီဆိုင်နေပိတ်ကုန်ပြီလားလူတွေနေပူတဲ့တန်းစီနေရတာလုံးဝမရှိပါဘူးအိန္ဒိချင်းထိုင်းနဲ့ဗီယက်နမ်ကိုလည်းကြည့်လိုက်ပါသူတို့မှလည်းစီကို80ရာခိုင်နှုန်းကျော်လောက်ကပြည်ပကနေတင်သွင်းရတာပါသူတို့စီမှာလည်းဈေးတက်တာရှိပေမဲ့စီပြက်လက်ပြီးကမော့ကမဖြစ်သွားတာမျိုးလုံးဝမရှိပါဘူးကဘာမှာစီပြဿနာတက်နေတဲ့နိုင်ငံတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံတွေဟာဘယ်နိုင်ငံတွေလဲတီရီလင်္ကာပါကစ္စတန်လက်ဘနွန်စတဲ့အဲ့ဒီနိုင်ငံတွေအားလုံးဟာနိုင်ငံညာငွေပြက်လက်ပြီးစီးပွားရေးစီမံခန့်ခွဲမှုလုံးဝကြာရှုံးနေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်ဒါဆိုမြန်မာပြည်ကစီတုတ်ကဟာအမစစ်ပွဲကြောင့်လားပြည်တွင်းကစီမံခန့်ခွဲမှုအမှားကြောင့်လားဆိုတာအဖြေကရှင်းနေပါပြီတကယ်တော့ရန်ကုန်မြို့ဝမှာစီသင်းမော်တွေရောက်နေပါတယ်ဒါပေမဲ့စစ်ကောင်စီမှာစီဖို့ပေးဖို့ဒေါ်လာမရှိတော့ဘူးဘဟုဘဏ်ကသတ်မှတ်ထားတဲ့ဈေးနဲ့ပြင်ပဈေးကွာချက်ကြီးလို့တဲ့အခါစီကုန်တွေဟာဒေါ်လာမဝယ်နိုင်တော့ပါဘူးဒေါ်လာမရရင်စီမချနိုင်ဘူးတင်မိုးတစ်စီးကိုတရက်ဆောင်ကဒီမာရွေးဒေါ်လာတောင်းနဲ့ချီတဲ့ဒဏ်ကြီးတွေကိုဘယ်သူတွေပေးရလဲစီစိမ်မှာတန်းစီနေတဲ့ခမားတို့ကျွန်တော်တို့ကပဲပေးနေရတာပါဒါဟာဈေးကွက်ကိုတည်ငြိမ်စေတာမဟုတ်ပဲလူတစုအတွက်တရဝင်းမှောင်ခိုဈေးကွက်ကိုလမ်းခင်းပေးလိုက်တာဖြစ်ပါတယ်ဒါအပြင်ခါသေးတဲ့အမှန်တရားတစ်ခုရှိပါသေးတယ်မြမမြေပေါ်ကရေနံနဲ့တဘာဝဓာတ်ငွေတွေထွက်နေပါတယ်ဒီပြင်ကြောက်ဖြူကနေတရုတ်ပြည်ထိတွေ့တန်းထားတဲ့အမွှာပိုက်လိုင်းကြီးလည်းရှိတယ်ဓာတ်ငွေလိုင်းနေမဟုတ်ပဲရေနံစိမ့်ပိုက်လိုင်းကြီးပါရှိနေတာပါကိုမြီကထွက်တဲ့စွမ်းအင်တွေကပိုက်လိုင်းတွေကနေတစ်ဖက်နိုင်ငံကို24နာရီစီးဆင်းသွားပြီးကျွန်တော်တို့ပြည်သူတွေကတော့ကိုမြီကထွက်တဲ့စီကိုသူများစီကနေဒေါ်လာအစမတန်ပေးပြီးပြန်ဝယ်ဖို့နေပူထဲမှာ9နာရီကြာတန်းစီနေရတာပါဘာလို့ကျွန်တော်တို့ဒီမှာခင်မရင်းနှံချက်စက်ယုံတွေမရှိတာလဲမေးကြပါလိမ့်မယ်အဖြေကတော့ရှင်းပါတယ်စက်ယုံစောက်ပြီးကိုယ်တိုင်ချက်စားတဲ့တယံဇာတကိုစိမ့်လိုက်အကျန်းတွေထုတ်လုပ်လိုက်တာက
အာနာရှိသူတွေနဲ့ခရိုနီဆိုတဲ့သူတွေအတွက်ပူပြီးတွက်ချက်ကငွေတွေအိတ်ကထဲမြန်မြန်ရောက်လို့ပါခင်ဗျားတို့ကျွန်တော်တို့အဖြစ်ကိုမြင်အောင်ပြောရရင်ကို့အိမ်တွင်းမှာရေတွင်းရှိပါရဲ့နဲ့ကို့ရေတွင်းကိုသူများလက်ထက်ထုတ်အပ်ပြီးအောက်ရေကိုတော့သူများစီကနေငွေကုန်ကြေးကြခံပြန်ဝဲတောက်နေရတဲ့ဘဝမျိုးမဟုတ်ပါလားဒီကြားထဲစုံမစနစ်ဆိုတာကြီးကဒုက္ခကိုခွဲတန်းချလိုက်တာပါစီစိမ်မှာ9000နဲ့ဝယ်ဖို့အနည်းဆုံး9နာရီကြာတန်းစီမလားဒါမှမဟုတ်အလုံးမပြတ်အောင်အပြစ်မှာ1000နဲ့ဝယ်မလားစီတွင်းဝင်လိုင်းစင်ရထားတဲ့ခရိုနီအုပ်စုတွေနဲ့နောက်ပေါက်ကနေစီထုတ်ရောင်းနေတဲ့စီမောင်ခုဈေးကွက်ကြီးကတော့ပြည်သူတွေရဲ့အကြက်တဲနဲ့မျက်ရည်ပေါ်မှာအမျက်ထုတ်နေကြတာပါဒါကိုစီစိမ်မှာတန်းစီရုံပဲလို့မထင်လိုက်ပါနဲ့စီစစ်တဲ့ညမြူစရိတ်တက်ရင်ကုန်စိမ်းစံစီဈေးတွေအကုန်တက်ပါမယ်အစွန်းရွက်တစ်စီး200ကနေ900ဖြစ်သွားတဲ့အခါခမရရဲ့မိသားစုထမင်းဝိုင်းမှာဟင်းတစ်ခွက်လျော့သွားပါလိမ့်မယ်ဒီထဲမှာဒုံးကြည့်ကြတာဟာတင့်ဘိုက်ကိုစားလောင်းဈေးတဲ့ဆိုတာထက်ပြည်တွင်းကစီမံခန့်ခွဲမှုအလွဲတွေကတင့်ကိုအငတ်ထားနေတာလို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ဘာလုပ်ကြမလဲကမ္ဘာစစ်မီးကမြန်မြန်ငိမ့်မှာမဟုတ်သလိုလက်တလောအရေးကုန်လဲထားတဲ့စစ်မိတ်စာခေါင်းဆောင်တွေရဲ့စီမံခန့်ခွဲမှုကလည်းမနှက်ဖြန်ချက်ချင်းကောင်းမလာနိုင်ပါဘူးဒါကြောင့်ကိုကာကွယ်ဖို့မလိုအပ်တဲ့အကျွေးနဲ့အသုံးစရိတ်ကိုအခုချက်ချင်းရပါလက်ထဲမှာငွေရှိနေဖို့ကအရေးကြီးဆုံးပါပဲတွားလာမှုကိုအုပ်စုလိုက်သွားတာဒါမှမဟုတ်တွားရမယ့်အချိန်စရာကိုစနစ်တကျချိတ်ဆက်တာပါတက်နိုင်ရင်ဆိုလာစနစ်ကိုရေးရှိအတွက်အစင်းသာပါဒါဟာခိတ္တအကျက်တဲမဟုတ်ပဲရေးရှိသွားမယ်စီးပွားရေးပုံစံသစ်ဖြစ်တယ်ဆိုတာလက်ခံပြီးဝင်ငွေလမ်းကြောင်းသစ်ရှာဖွေဖို့ပြင်ဆင်ပါဒီဗီဒီယိုကိုသင်မိတ်ဆွေတွေစီကိုရှယ်ပေးပါဘာလို့လဲဆိုတော့သိချင်းဟာရှင်းတန်ခြင်းဖြစ်လို့ပါပဲကွန်မန့်မှာလည်းသင်တို့ဒေတာမှာစီစစ်ဘလောက်ဖြစ်နေပြီလဲဘလောက်ကြာကြာတန်းစီနေရလဲဆိုတာရေးပေးသွားကြပါအောင်ဗျာအမှန်တရားကိုတူတူပေါ်ထုတ်ကြရအောင်လားဗျာကျွန်တော်တို့ KTW Insight ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်အားလုံးပဲဒီငရဲကနေအမြန်ဆုံးလွတ်မြောက်ကြပါစေမိစ္ဆာတွေအမြန်ကြရှုံးကြပါစေ